ဇွန်ဘီလေးဟာတရဲမလေးကိုတစ်ချက်ကြည့်လိုက်ရုံနဲ့တင်အသေးဆွဲအောင်ချစ်မိသွားခဲ့ပါတယ်။သူကသူမကိုချစ်တဲ့အခြေအနေအနေနဲ့သူ့ရဲ့ဆွေးမြေ့နေတဲ့နှလုံးသားကိုတောင်ထုတ်ပေးခဲ့တယ်လေ။ဒါပေမဲ့သူမရဲ့မျက်လုံးထဲမှာတော့ကြောက်လန့်မှုတွေပြည့်နေပြီးသူ့ရဲ့ပုတ်ပွားနေတဲ့နှလုံးသားကိုယွန်ရှာဆက်ဆုပ်စွာကြည့်နေတာကြောင့်သူလည်းစိတ်ပြက်လက်ပြက်နဲ့နှလုံးသားကိုဘေးပစ်လိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့သူကသူ့ခေါင်းပေါ်မှာပွင့်နေတဲ့တောပန်းပွင့်လေးကိုတတိယသွားပါတယ်။တရဲမလေးကအဲ့ဒီပန်းလေးကိုမြင်လိုက်ရတဲ့ခဏမှာပဲအံ့ဩဝမ်းသာသွားပြီးမျက်နှာလေးလင်းထိန်သွားပါတယ်။သူမဟာလက်လန်းပြီးအဲ့ဒီပန်းလေးကိုရှိသမျှအားနဲ့ဆွဲနှုတ်လိုက်တာကြောင့်အားလုံးသွားပြီးဇွန်ဘီလေးကောင်းပါပြုတ်ထွက်ကဘေးကိုလိမ့်သွားပါတော့တယ်။ဒါပေမဲ့သူမပြုံးနေတာကိုမြင်တော့ဇွန်ဘီလေးကအေးအေးဆေးဆေးပဲသူ့ကောင်းကိုလေပင်ပေါ်ပြန်တက်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့တရဲမလေးကသူ့အနာတိုးလာပြီးနမ်းလိုက်တာကြောင့်ဇွန်ဘီလေးမှာအံ့ဩလုံးလုံးနေရာမှာတင်စွန့်ပြီးတောင်းကြီးဖြစ်သွားခဲ့ရတယ်။တကယ်တော့ဇွန်ဘီလေးဟာတောအုပ်ထဲမှာတယောက်တည်းအထီးကျန်စွာနေထိုင်ခဲ့တာပါ။နေတိုင်းပုတ်ပွားနေတဲ့အသားစားတွေကိုပဲရှာဖွေစားတောက်ပြီးအသက်ဆက်ခဲ့ရတာဖြစ်ပါတယ်။တနေ့မှာတော့အစာရှာရင်းနဲ့အဝေးကနေတာယာလှတဲ့ဂီတတန်တစ်ခုကိုကြားလိုက်ရပါတယ်။သူကအတန်လာယာနောက်ကိုလိုက်သွားရင်းတရဲမလေးကိုတွေ့ရှိခဲ့တာပါ။သူမရဲ့ရှိနေမှုဟာသူ့ရဲ့အထီးကျန်လာတဲ့ဘဝတွေကိုဖျက်ဆီးဝင်ရောက်လာတဲ့အလင်းနဲ့တစ်ခုလိုပါပဲ။အထီးကျန်ခြင်းကသူ့ရဲ့ကံကြမ္မာမဟုတ်တော့ပါဘူး။သူကသူမကိုပထမဆုံးအကြိမ်မြင်ဖူးယုံနဲ့တင်ချစ်မိသွားခဲ့တယ်လို့သူမကလည်းသူ့ကိုပြန်လဲချစ်မိသွားခဲ့ပါတယ်။အချစ်ကသူတို့ကိုပုံမနီးကပ်စေခဲ့ပေမဲ့သူတို့နှစ်ယောက်ပထမဆုံးအကြိမ်နန်းတော့မဲ့အချိန်မှာပဲဇွန်ဘီလေးဟာသူမရဲ့ခန္ဓာကိုယ်ကိုအရှိန်နဲ့ဖျက်ဆီးသွားခဲ့ပါတယ်။သူဟာသူမအနောက်က၆တွေ့နေတဲ့ရေတွင်းဟောင်းထဲကိုပြုတ်ကျသွားပြီးခန္ဓာကိုယ်တစ်ခုလုံးအပိုင်းပိုင်းဆဆကြေမွသွားခဲ့ရတယ်။တရဲမလေးဟာနှလုံးသားကွဲကြည်မတက်ဝမ်းထဲနေတော့မှပဲကြေမွပျက်စီးသွားတဲ့သူ့ရဲ့ရုပ်ကြွင်းတွေထဲကနေတင်းငယ်တဲ့အပြားရောင်လင်းတန်းလေးတစ်ခုထွက်ပေါ်လာပါတယ်။အဲ့ဒါကတော့သူ့ရဲ့ဝိညာဉ်လေးပါပဲ။သူ့ရဲ့ဝိညာဉ်လေးဟာရေတွင်းထဲကနေလွတ်ပြန်တက်လာပြီးအပေါ်မှာတော့သူချစ်ရတဲ့ကောင်မလေးရှိနေပါတယ်။သူမဟာအယမ်းဝမ်းသာသွားပြီးသူ့ရဲ့ရင်ခွင်ထဲကိုအပြေးလွှားတိုးဝင်လိုက်ပါတယ်။သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်တင်းတင်းကြပ်ကြပ်ထွေးပွေထားလိုက်ကြပြီးနက်ရှိုင်းလာတဲ့အနံ့တစ်ခုကိုအတူတူဖလှယ်ရင်းကျေတာရာအလင်းဆက်ကလေးများအဖြစ်အရေးပြောကကောင်းကင်ရန်စီတို့အတူတူလွင့်ပြန်သွားကြပါတော့တယ်။